ရင်နဲ့နုလျာသတင်းမွေကြော်ခဲ့တာသပင်နဲ့မန္တလာအငိမ့်ပန်းတဲ့ဝဲမှာပွင့်လန်းအသေးဖြာထေးထေးမြင့်ကညာထွန်းပအမြည်မွေတင်ညာရင်နဲ့နုလျာသတင်းမွေကြော်ခဲ့တာသပင်နဲ့မန္တလာအငိမ့်ပန်းတဲ့ဝဲမှာပွင့်လန်းအသေးဖြာထေးထေးမြင့်ကညာထိုးပအမြည်မွေတင်ညာတထောင်နဲ့954ပြန်မွေးအချိန်ခါဒီစဉ်မှာကိုရဲ့နေအခါမွေးဖပိတာဥပါဥပါမွေးမိမာတာဒေါခင်ညွန့်နှဖျားပန်းစင်ငါမွေးဖွားခဲ့တာမြို့စားတိရွှေဘူနဂရာထူးတန်ရစ်မှာအနုပညာတွေကပါတထောင်နဲ့954ပြန်မွေးအချိန်ခါဒီစဉ်မှာကိုရဲ့နေအခါမွေးဖပိတာဥပါဥပါမွေးမိမာတာဒေါခင်ညွန့်နှဖျားပန်းစင်ငါမွေးဖွားခဲ့တာမြို့စားတိရွှေဘူနဂရာထူးတန်ရစ်မှာအနုပညာတွေကပါရင်တန်စာပွားအနုပညာဗီဇများရှုမြင်သိ၍ကြာအနုအရင်အစိုးအကများအစင်လန်းဖြာတဝင်းပန်းသမှုကညာမြို့နံမန္တလာသပင်စခန်းသာမန်ပန်တရားကြောင်းကြီးမှာအစံပင်စရာအကမှုဒရာဒေါခင်စိန်တူဆရာတူအပါဒေါ်မြတန်းဆရာတယောက်ပါအစိုးပညာမှာလာကလေးစိန်ဂီတမဲတဆရာရင်တန်းစာပွားအနုပညာဗီဇများရှုမြင်သိ၍ကြာအနုအရင်အစိုးအကများအစင်လန်းဖြာတဝင်းပန်းသမှုကညာမြို့နံမန္တလာသပင်စခန်းသာမန်ပန်တရားကြောင်းကြီးမှာအစံပင်စရာအကမှုဒရာဒေါခင်စိန်
တူဆရာတူအပါတော်များတန်းဆရာတယောက်ပါအစိုးပညာမှာလာကလေးစိန်ဂီတမယ်တဆရာအနုသမီးအငိမ့်ပန်းဥယျင်မှာတယူတခင်ပွင့်လန်းထွက်ပေါ်လာခေပြန်တစ်တဖန်မြို့မအငိမ့်တခွင်မှာလွင့်ပြန်လာလေးပါတီးရဲ့ဝိညာဉ်မှာအရင်မှမရှင်သာပါအငိမ့်သမိုင်းတစ်ခေတ်မှာထိုးလင်းရောင်ဖြာလာမင်းတရားရဲ့မိရင်မှာဥတင်းဆန်းထားချစ်တော်အမေပါပြည်သူလူထုနဲ့မခွဲတူညီစွာရက်တီသူအနုပညာရှင်အစစ်ပါရာသက်တော်ရှင်လန်းရွှင်ညောင်းကိုစိတ်နှပြအနုသမီးအငိမ့်ပန်းဥယျင်မှာတယူတခင်ပွင့်လန်းထွက်ပေါ်လာခေပြန်တစ်တဖန်မြို့မအငိမ့်တခွင်မှာလွင့်ပြန်လာလေးပါတီးရဲ့ဝိညာဉ်မှာအရင်မှမရှင်သာပါသဘင်သမိုင်းတစ်ခေတ်မှာထိုးလင်းရောင်ဖြာလာမင်းတရားရဲ့မိခင်မှာဥတင်းဆန်းထားချစ်တော်အမေပါပြည်သူလူထုနဲ့မခွဲတူညီစွာရက်တီသူအနုပညာရှင်အစစ်ပါရာသက်တော်ရှင်လန်းရွှင်ညောင်းကိုစိတ်နှပြ